ကျွန်တော်တို့ door တွေ windows တွေဆွဲတဲ့ဘက်ကိုဆက်သွားမယ်ပေါ့နော်တော့ဒီ door တွေ window တွေက wall hosted element တွေဖြစ်တဲ့အတွက်ဒီကောင်လေးကိုမဆွဲခင်မှာ wall ကိုအရင်ဆုံးဆွဲပြဖို့လိုတယ်ပေါ့နော်တကယ်လို့ wall တွေမရှိလို့ရှိရင်ကျွန်တော်တို့ကဒီ door တွေ window တွေကိုဆွဲလို့မရဘူးအဲ့ဒီအတွက် wall တွေကိုအရင်ဆုံးဆွဲမယ်ပြီးလို့ရှိရင်ဒီ architecture ရဲ့အောက်မှာ door ရဲ့ window ရဲ့ဆိုပြီးတော့နှစ်ခုရှိတယ်ကျွန်တော်တို့ door ကိုအရင်ဆုံးဆွဲမယ်ပေါ့နော်တော့ door ထဲမှာကျွန်တော်တို့လိုချင်တဲ့ဒီ door type တွေဒီ site တွေကိုဒီမှာလာပြီးတော့ရွေးလို့ရတယ်တကယ်လို့ကျွန်တော်လိုချင်တဲ့ဟာကဒီထဲမှာမပါဘူးဆိုလို့ရှိရင်ဒီ insert ထဲမှာဒီ log family ကိုဝင်ပြီးတော့ကျွန်တော်တို့ဒီ path ကိုရွေးပေါ့နော်ဒီ Autodesk Vivid Library English Imperial ဆိုပြီးတော့ကျွန်တော်ဒီတစ်ကောင်ကိုဒီထဲကိုဝင်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် door ထဲကိုဝင်ပြီးတော့ကျွန်တော်လိုချင်တဲ့ဒီ dot type ကိုဒီမှာလာရွေးလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ open ကိုနှိပ်ပြီးတော့ကျွန်တော်လိုချင်တဲ့ဟာကိုဒီ model တွေကိုခေါ်ပြီးတော့ဆွဲလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာရှိပြီးသားဟာနဲ့ပဲဆွဲလိုက်မယ်ပေါ့နော်တော့ cancel လိုက်မယ်တော့ကျွန်တော်တို့ဒီ draw ကို select ပြီးလို့ရှိရင်ဒီထဲမှာလာပြီးတော့ဆွဲလို့ရပြီတော့ဆွဲတဲ့နေရာမှာကကျွန်တော်တို့ကလူမျိုးဟိုဘက်ဖွင့်မလားဒီဘက်ဖွင့်မလားဆိုပြီးတော့ဒီ arrow လေးကိုကစားပြီးတော့ဆွဲလို့ရတယ်တော့ကျွန်တော်အပြင်မဲ့ဖွင့်လိုက်မယ်တော့ဆွဲပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်က arrow လေးနှစ်ခုရှိတယ်ပေါ့နော်ဒါလေးကိုနှိပ်မယ်ဆိုလို့ရှိရင်ဒီကောင်ကဒီအတွင်းပြင်ပြောင်းသွားတယ်ဒီဘက်ကဟာလေးကကြတော့ဒီဘယ်ညာပြောင်းလို့ရတယ်ပေါ့နော်ဒါလေးကိုပြောင်းပြီးတော့ဆွဲလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ temporary dimension ကိုသုံးပြီးတော့လဲ edit လုပ်လို့ရတယ်ကျွန်တော်တို့ဒီ wall ရဲ့အလဲတက်တဲ့မှာဒီကောင်ကိုထားခြင်းနေဆိုလို့ရှိရင်ဒီကောင်ရဲ့ center ဖြစ်တဲ့ 7 ကိုဒီမှာထည့်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီကောင်က center ရောက်သွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကမဆွဲခင်မှာဒီ load ဒီ modify ထဲမှာဒီ tap on placement ဆိုတာရှိတယ်ပေါ့နော်အကောင်လေးကိုရွေးပြီးတော့ဖွင့်ပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်ဒီကောင်ကဒီနံပါတ်4ပါလာတယ်ဒီ annotation ပေါ့နော်ဒီကောင်လေးတွေပါလာတယ်တကယ်လို့ဒီကောင်ကိုဖြုတ်ပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်တော့မပါတော့ဘူးပေါ့နော်ဒီလိုမျိုးလေးလုပ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ annotation လေးတွေကိုဒီလိုမျိုးရွှေ့လို့ရတယ်ပြီးတော့ edit လုပ်လို့ရတယ်ပေါ့နော်နံပါတ်4ကိုကျွန်တော်1လို့ပြလိုက်မယ်ဒီလိုမျိုးလေးတွေလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ door ရဲ့ site ကိုဒီထဲမှာမလိုချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင် door site ကိုဖန်တီးပြီးတော့ဆွဲလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဒီအသစ်ပြောင်းခြင်းနဲ့ဆိုလို့ရှိရင် edit type ထဲမှာကျွန်တော်တို့ကဒီကောင်ကို30လက်မ80လက်မကို duplicate လုပ်ပြီးတော့ edit နဲ့ပြောင်းမယ်အဲ့တော့ကျွန်တော်ဒီမှာ9ပေဒီ4ပေ9ပေ dot လို့ပေးလိုက်မယ်ပေါ့နော်4ပေရယ်9ပေရယ်ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီ4ပေနဲ့9ပေကိုကျွန်တော်တို့ကဒီအောက်မှာလာပြီးတော့ပြင်ပေးရမယ်ပေါ့နော်အဲ့တော့ height ကကြတော့9ပေပေါ့နော်ကျွန်တော်ပေးထားတယ်9ပေကိုပေးမယ် width ကကြတော့4ပေပေါ့တော့ဒီကောင်လေးကိုပြောင်းပြီဆိုလို့ရှိရင် apply ရယ် okay ရယ်နှိပ်ပြီးတော့ကျွန်တော်လိုချင်တဲ့ဒီ4ပေ9ပေတော့ရတယ်ပေါ့နော်တော့ဒီကောင်ကိုရွေးမယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာလာပြီးတော့ဒီမှာပြန်ရွေးပြီးတော့ဒီမှာလာပြီးတော့ဆွဲလို့ရတယ်ပေါ့နော်ဒါကတော့4ပေ9ပေဝေါ်ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ကဒီလိုမျိုး door type လေးကိုဒီဘက်ဘေးနားမှာဆွဲခြင်းနဲ့ဆိုလို့ရှိရင်ဒီကောင်းရဲ့ wall type ပေါ့နော်ဘယ်လောက် size ရှိလဲဆိုတာကိုမသိဘူးဆိုလို့ရှိရင်ဒီကောင်းကို right click နှိပ်ပြီးတော့ create similar နဲ့ copy ကူးပြီးတော့ဒီလိုဘေးနားတွေမှာလာပြီးတော့ဆွဲလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ4ပေ9ပေကိုလည်းကျွန်တော်တို့ကဒီမှာလာပြီးတော့ဖွင့်ပြီးတော့မဆွဲခြင်းဆိုလို့ရှိရင်ဒီကောင် right click နှိပ် create similar လုပ်ပြီးတော့ဒီလိုဘေးနားမှာလာပြီးတော့ဆွဲလို့ရတယ်ပေါ့နော်ဒါကတော့ create similar ကိုသုံးပြီးတော့ဒီ copy ကူးတဲ့ဟာပေါ့ဒီဆက်ပြီးတော့ window တွေဆိုတဲ့ဘက်ကိုတောင်းမယ်ပေါ့နော်ဒီကောင်လဲဒီ architecture ရဲ့အောက်မှာပဲဒီ window ကိုရွေးမယ်ပြီးလို့ရှိရင်သူ့ရဲ့ built in ဒီ window လေးတွေပါတယ်ပေါ့နော်ဒီကောင်လေးကိုသဘောမကျဘူးဆိုလို့ရှိရင်ခုနရှိရလိုပဲ insert ထဲကိုဝင်မယ် log family နဲ့ကျွန်တော်လိုချင်တဲ့ဒီ window တွေကိုဒီမှာလာပြီးတော့ရွေးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဒီကောင်ကိုရွေးလိုက်မယ်ပြီးလို့ရှိရင်ဒီကောင်ရဲ့ site ပေါ့နော် width ဘယ်လောက်လိုချင်လဲ height ဘယ်လောက်လိုချင်လဲဆိုတာကိုဒီမှာရွေးမယ်ဆွဲလို့ရပြီပေါ့နော်တော့ဒီမှာတစ်ခုဆွဲမယ်ပြီးလို့ရှိရင်ဒီမှာတစ်ခုဆွဲမယ်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုရှေ့ရ door လို့ပဲ temporary dimension ကိုသုံးပြီးတော့ edit လုပ်လို့ရတယ်အဲ့တော့ဒီ temporary dimension ရဲ့ကျွန်တော်သုံးတဲ့ဟာကိုတစ်ခုပြောမယ်ပေါ့နော်ဒီအပြာရောင်ဘူးလုံးလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့က
ကျွန်တော်လိုချင်တဲ့နေရာကိုပြောင်းလို့ရတယ်အဲ့တော့ဒီ grid line ကနေပြီးတော့9 page လိုချင်တယ်ဆိုလို့ရှိရင်ဒီကောင်ကို9 page ရိုက်လိုက်မယ်တကယ်လို့ဒီဘက် grid line က15 page လိုချင်တယ်ဆိုလို့ရှိရင်ဒီအပြောင်ဘူးလုံးလေးကိုဆွဲပြီးတော့ကျွန်တော်ကဒီလိုမျိုးကူးလိုက်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ဒီနားမှာ15 page လို့ရိုက်ပြီးတော့15 page လို့လုပ်လို့ရတယ်ပေါ့နော်ဒီမှာကနှစ်ခုထပ်နေတာဖြစ်တဲ့အတွက် error ဖြစ်တဲ့အတွက်ကျွန်တော်ပြန်ပြီးတော့ပြောင်းလိုက်မယ်ဒီလိုမျိုးပေါ့နော်ဒီ temporary dimension လေးကိုဒီမျိုးဒီဟိုဘက်ဒီဘက်ရွှေ့ပြီးတော့ကျွန်တော်လိုချင်တဲ့ distance ပေါ့နော်အဲ့လိုမျိုးကြောင်းလုပ်လို့ရတယ်တော့ပြီးလို့ရှိရင်ဒီ window မှာက say height ဆိုတဲ့ဟာလေးတစ်ခုပါတယ်ပေါ့နော် say height ဆိုတာကကျွန်တော်တို့ဒီ floor level ကနေပြီးတော့ဒီ window ရဲ့ဒီ button အထိ distance ပေါ့နော်ဒီမှာဆိုလို့ရှိရင်3 ပေရှိတယ်ဒီမှာလာပြီးတော့အဲ့ say height ကိုလာပြီးတော့ edit လုပ်လို့ရတယ်ကျွန်တော်ဒီမှာ4 ပေလို့ပြောင်းလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီ window လေးကအပေါ်ကိုတက်သွားပြီပေါ့နော်ဒီလိုမျိုး say height ကိုလည်း edit လုပ်လို့ရတယ်ကျွန်တော်တို့ကအခု Revit ထဲမှာသူ့ရဲ့ built-in ပါလာတဲ့ family တွေကိုယူသုံးပြီးတော့ဒီ door တွေ window တွေကိုဆွဲခဲ့တာပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီသိပြီးတော့မခက်ဘူးပေါ့နော် lawyer ထဲမှာပါတယ်တကယ်လို့ကျွန်တော်တို့ကိုယ်တိုင် door တွေ window တွေကိုဒီ family ထဲမှာတွားပြီးတော့ create လုပ်ပြီးတော့ဒီမှာလာဆွဲရဲဆိုလို့ရှိရင်တော့လည်းခက်တယ်ပေါ့နော်အဲ့ဒီအတွက်ဒါတွေကိုကျွန်တော်နောက်ကြရင်တော့ပြောရမယ်ပေါ့နော်ဒါကတော့ဒီ video မှာတော့ဒီလောက်ပဲပေါ့